ဆက်လုံးဝမကုန်မင်းနဲ့ skin barrier ကောင်းစေမဲ့အချက်5ချက်ကိုသိချင်လား Hera ကတော့ဟန်နာကြီးကနေစပါမယ်လူရဲ့လက်ဆိုတာကကို့မှာဘက်တီးရီးယားတွေဆိုတာလည်းအများကြီးပေါက်ခွာတဲ့နေရာပါဆိုတော့အဲ့ဒီညစ်ပတ်နေတဲ့လက်ကြီးနဲ့4နာရီ5နာရီလောက်ကြီးကိုဟိုကိုင်းဒီကိုင်းနဲ့မျက်နှာကိုရှော့ကိုင်းလိုက်မယ်ဆိုရင်တော့အဲ့မှာတေးကြသွားပါပြီ skin ကတော့လုံးဝအောင်ပျက်စီးခြင်းကပါတိုင်သွားပါလိမ့်မယ် okay နောက်တစ်ခုကကြတော့ Hera တို့တွေ skin care တွေပေါ့နော်ဟိုလူကကောင်းတယ်ပြောတိုင်းဟိုကလိုက်သုံးဒီလူကကောင်းတယ်ပြောတိုင်းဒီကလိုက်သုံးတယ်အဲ့ဒါ Hera လည်းတကယ်လုပ်ခဲ့ပါတယ်ကောင်းတယ်ပြောတဲ့ skin care တွေတော်တော်များများ Hera try ခဲ့ပါတယ်ဘာလဲဆိုတော့အဲ့လိုနောက်ဆုံးမှကြတော့ဘာဖြစ်ပြီးကြမ်းခဲ့လဲဆိုတော့ဟိုဟာသုံးမှမလို့ဒီဟာသုံးမှမလို့ နဲ့ skin က break out တော်တော်ကြီးကြီးကျယ်ကျယ်ဖြစ်ပြီးတော့ကြမ်းခဲ့ရပဲရှိပါတယ်နောက်တစ်ခုကဘာလဲဆိုတော့ကိုရဲ့မျက်နှာတုပ်တဲ့ပဝါတွေမလျှော်တာပေါ့နော်ညစ်ပတ်တာဆိုတော့မျက်နှာတုပ်တဲ့ပဝါတွေဆိုတာလဲဘယ်လိုပဲဖြစ်သူ့ရဲ့ဆိုးဆုပ်မှုနဲ့ဘက်တီးရီးယားပေါက်ခွာနှောင်းရတော့ရှိရဲအဲ့ဒါကိုကထက်ခါထက်ကညစ်ပတ်နေတာကြီးကိုပဲထက်ခါထက်ကတုပ်နေမှဆိုရင်တော့တေချာရဲမှာမျက်နှာဘက်တီးရီးယားတွေနဲ့ရကြရှိမှာမဟုတ်တော့ဘူး okay နောက်တစ်ခုကကြတော့လူရဲ့လက်ကအငြိမ်မနေနိုင်တာမျက်နှာမှာအဖုတစ်ခုပေါက်ပြီးဆိုရင်ဟိုလိုညှစ်လာရမှာဒီလိုညှစ်လာရမှာအဲ့လိုမျိုးလူတွေရှိရပေါ့နော်အဲ့ဒါကလည်းမျက်နှာကိုပို့ပြီးတော့ဆိုးသွားစေရပေါ့နော်နောက်ဆုံးတစ်ခုကကြတော့အေးရခင်သူသဖြင့်ခေါင်းစွပ်တွေအဲ့ခေါင်းစွပ်တွေမလျှော်ဘူးဆိုရင်ညတော့သူလည်းဘက်တီးရီးယားနဲ့ဆိုင်တာပါပဲ Hera ကတော့တစ်ပတ်ကိုတစ်ခါတော့လျှော်ပြတဲ့ခေါင်းစွပ်ကိုဒါပေမဲ့တစ်ပတ်ကိုတစ်ခါလျှော်တာတော့မှပဲ Hera တစ်ခါလေးကြာလည်းတွေးမိရဲကို့မှာ OCD များရှိနေရလားဆိုပြီးတော့လေဒါပေမဲ့အဲ့လိုမျိုး3ရက်လောက်နေရင်ဟိုပဲမတက်အောင်လို့ခံစားလာရတယ်ဆိုတော့နောက်ပိုင်းကျရင်တော့3ရက်လောက်နေရင်တစ်ခါလျှော်ပါမယ်ဆိုတော့ဒီချက်5ချက်ကိုလိုက်ပြီးတော့လုပ်ကြည့်ရင်တော့တော်တော်လေးကိုအဆင်ပြေမှာပါ okay တကယ်လို့ကိုကမျက်နှာကို face towel မသုံးချင်ဘူးဆိုရင်လည်း tissue လေးရှိပါတယ်ဆိုတော့ Hera ကတော့ခုနောက်ပိုင်း tissue ပဲသုံးပြတာများပါတယ်ဒီအချက်5ချက်ကိုတေချာလိုက်လုပ်မယ်ဆိုရင်တော့ကိုယ့်ရဲ့ skin barrier လေးက infection ကင်းကင်းနဲ့တေးချာချာလေးကောင်းလာမှသိကြပါတယ်